gaming laptop သမားတွေမှာ desktop သမားတွေနဲ့မတူတဲ့ထူးဆန်းတာတစ်ခုရှိပါတယ်အဲ့ဒါက CPU ကို Intel ပဲသုံးထား Ryzen ပဲသုံးထားဘယ် brand က gaming laptop ကိုပဲကြည့်လိုက်အကုန်လုံးက Nvidia ကတ်တွေကိုသုံးထားတာပါပဲခင်ဗျားဘွားမှာ AMD graphic card သုံးထားတဲ့ gaming laptop တစ်လုံးလောက်တွေ့ရဖို့ဆိုတာကလူပြည်ကအတဇင်းနဲ့မြမပြည်ကအတဇင်းထိဖို့ခက်တယ်လို့ပဲဖြစ်နိုင်ကြီးကတော်တော်နည်းတယ်ဗျာဒီလိုပြောလို့ AMD ကထုတ်တဲ့ graphic card တွေကညံ့နေလို့လားဒီလိုတော့လည်းမဟုတ်ပြန်ဘူးဗျခင်ဗျားတို့စော့နေတဲ့ PlayStation 5တို့ Xbox တို့မှာဆိုရင် AMD graphic card တွေကြီးပဲသုံးထားတာဆိုတော့ graphic card လောကမှာ AMD လဲဆရာတဆူပဲဆိုတာ console game set တွေကိုကြည့်ရင်သိနိုင်ပါတယ်ဒါဆိုရင်ဘာဖြစ်လို့ AMD graphic card နဲ့လာတဲ့ gaming laptop တွေကရွှေထက်ရှားနေရတာလဲ gaming laptop ဆိုရင် Nvidia ပဲသုံးရမယ်ဆိုတဲ့အစွဲကြီးဖြစ်သွားရလောက်အောင် AMD graphic card တွေကဘာတွေညံ့နေလို့လဲဒီမေးခွန်းကိုကျွန်တော်အချက်၅ချက်နဲ့ရှင်းပြပေးပါမယ်ဒါဆိုရင်ကျွန်တော် intro လေးပြီးရင်စလိုက်ကြတာပေါ့နံပါတ်1တာမဲ efficiency laptop ဆိုတာက desktop နဲ့မတူပါဘူး desktop မှာ silicon chip တွေကထွက်တဲ့အပူတွေကိုစွန့်ထုတ်နိုင်ဖို့အတွက်နေရာအကျယ်ကြီးရှိပါတယ်ဒါပေမဲ့ laptop တွေကတော့ limitation တွေအများများပါတယ်နေရာချင်းချင်းလေးမှာအပူစွန့်ထုတ်ရမှာဖြစ်တဲ့အတွက် chip တွေဘက်ကအပူမထွက်လေကောင်းလေပါပဲတမိုင်းကြောင်းရကြည့်မယ်ဆိုရင်လည်း Nvidia graphic card တွေက watt တူတုံးတဲ့အချိန်မှာ performance ပိုထွက်ပြီးတော့အပူထုတ်တာနည်းပါတယ်အဲ့ဒါကြောင့် laptop ထုတ်လုပ်တဲ့ OEM တွေအတွက်ကတော့ Nvidia chip တွေကအမြဲလိုပိုကောင်းတဲ့ရွေးချယ်မှုဖြစ်နေပါတယ်နံပါတ်2 business relationship တဲ့ HP Lenovo တို့လိုကုမ္ပဏီကြီးတွေက Nvidia နဲ့လက်တွဲလာတာကြာပါပြီအဲ့ဒါကြောင့်သူတို့ရဲ့ laptop design အများစုက Nvidia chip တွေအတွက်အဆင်သင့်ဖြစ်နေပြီးသားပါအခုချိန်မှာ AMD ကိုပြောင်းသုံးမယ်ဆိုရင် motherboard design ကစပြီးတော့အသစ်ပြန်ဆွဲရမှာဖြစ်တဲ့အတွက်ကုန်ကျစရိတ်နဲ့အချိန်ကိုကြည့်ပြီးတော့ထုတ်လုပ်တဲ့လူတွေက AMD ကတ်တွေကိုတုံးဖို့လက်တွန့်နေကြတာပါဒီအထီးကတော့ laptop ထုတ်တဲ့လူတွေဘက်ကအခက်ခဲတွေပေါ့ end user တွေဖြစ်တဲ့ကျွန်တော်တို့အတွက်ကရောဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာဆက်ပြောပြပေးပါမယ်နံပါတ်3 gaming performance gaming laptop ဆိုမှတော့ gaming performance လည်းမပါလို့ဘယ်ဖြစ်ပါမလဲ gaming ဘိုင်းကိုပြောမယ်ဆိုရင် Nvidia ဘက်က DLSS လို AI နဲ့ upscaling လုပ်တဲ့နည်းပညာတွေကတော်တော်လေးအားကောင်းပါတယ်ဒါကို AMD ဘက်က FSR နဲ့တံပြန်ဖို့ကြိုးစားနေတယ်ဆိုပေမဲ့လက်ရှိချိန်ထိတော့ DLSS ကပိုကောင်းတဲ့ရွေးချယ်မှုဖြစ်နေသေးပါပဲဒါ့အပြင် game အများစုကလည်း DLSS ကိုပိုပြီးမျက်နှာသာပြီးတော့ gaming မှာတော့ AMD graphic card တွေကမျက်နှာငယ်နေရတဲ့အနေအထားဖြစ်နေပါတယ်နံပါတ်4 productivity software support photo editing နဲ့ video editing မှာလည်း Nvidia ကတ်တွေကရွှေပါပဲ Premiere Pro မှာ Nvidia ရဲ့ CUDA 9နဲ့ NVENC encoder တွေက video render လုပ်တာ timeline မှာ scratch လုပ်တာတွေအတွက် standard တစ်ခုလိုဖြစ်နေပါပြီ Photoshop မှာလည်း AI feature တွေအတွက် Nvidia ရဲ့ Tensor Core တွေကပိုပြီးတော့မြန်ပါတယ်အဲ့တော့ content creator တွေက Nvidia ကတ်တွေကိုပိုပြီးသဘောကျတာမဆန်းပါဘူးနံပါတ်5 engineering ခင်ဗျားက engineering အတွက်သုံးကျင်တယ်ဆိုရင်ရော Nvidia နဲ့ AMD မှာဘယ်ဟာကိုရွေးမလဲ Nvidia ပေါ့မှန်ပါတယ်ဒါပေမဲ့ဒီနေရာမှာတော့ AMD လည်းအရင်နောက်ကျမကြံခဲ့တော့ပါဘူးမလက်လို software တွေနဲ့ simulation လုပ်ချင်တယ်ဆိုရင် CUDA support လိုတဲ့အတွက် Nvidia ကိုရွေးချယ်နေရသေးပါပဲဒါပေမဲ့ SolidWorks လို software မျိုးမှာ 3D model ကိုလှည့်ပတ်ကြည့်ရှုတဲ့ viewport performance မှာဆိုရင်တော့ AMD ကတ်တွေကတော်တော်လေးကောင်းပုံပြီး Nvidia ထက်တောင်ပိုကောင်းတဲ့ FPS တွေရနိုင်ပါတယ်ဒါပေမဲ့နာမည်ကြီး rendering software တွေဖြစ်တဲ့ Lumion တို့ D5 တို့ V-Ray တို့မှာတော့ Nvidia ကတ်တွေနဲ့သုံးရင်ပိုပြီးမြန်နေသေးပါပဲအခုထိပြောလာတဲ့များက Nvidia ကောင်းကြောင်းတွေကြီးပဲဒါဆိုရင် AMD ကတ်တွေရောဘယ်နေရာတွေမှာအားသာချက်ရှိလဲဆိုတာဆက်ပြောကြတာပေါ့ AMD graphic ကတ်တွေရဲ့အဓိကအားသာချက်က graphic memory ပိုများတာပဲဖြစ်ပါတယ် entry level Nvidia ကတ်တွေမှာ VRAM 6GB လောက်ပဲထည့်ပေးတဲ့အချိန်မှာတော့ AMD ကတ်တွေမှာက VRAM 8GB လောက်ပါပါတယ်အဲ့တော့ကိုယ့်အလုပ်က VRAM များဖို့လိုတယ်ဆိုရင် AMD ကတ်တွေကိုလည်းထည့်သွင်းစဉ်းစားလို့ရပါပြီနောက်ပိုင်းမှာ software တွေဘက်ကလည်း AMD graphic ကတ်တွေကိုအထိုက်လျောက် support စပေးနေပြီဆိုတော့ AMD graphic ကတ်တွေကလည်းအနာဂတ်မှာပိုကောင်းလာဖို့ရှိနေပါတယ်အခုကျွန်တော်ပြောပြခဲ့တဲ့အချက်တွေကိုကြည့်မယ်ဆိုရင်နယ်ပယ်အများစုမှာ Nvidia ကဥဆောင်ထားပါတယ်အဲ့ဒါကြောင့် consumer တွေကလည်း Nvidia ပါတဲ့ gaming laptop တွေကိုပဲအဓိကထားဝယ်ကြတယ် laptop ထုတ်တဲ့ OEM တွေဘက်ကလည်းဝယ်လိုအားများတဲ့ Nvidia နဲ့ပဲဦးစားပေးထုတ်လုပ်ကြတယ်ဒီလိုနဲ့ဂျာအေးကိုသူ့အမေရိုက်ပြီး Nvidia တုံး gaming laptop တွေကဈေးကွက်ကိုကြီးစိုးသွားပါတော့တယ်ဒါလို့ဆိုရင်တော့ gaming laptop လောကကို Nvidia ဘယ်လိုကြီးစိုးသွားလဲဆိုတာကိုသဘောပေါက်လောက်ပြီးထင်ပါတယ်မိတ်ဆွေအနေနဲ့ဒီဗီဒီယိုကို Facebook ဒါမှမဟုတ် TikTok ပေါ်ကကြည့်နေရဆိုရင်ကျွန်တော်တို့မှာ YouTube channel ရှိကြောင်းပြောချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကို YouTube ဘက်မှာ2ရက်လောက်စောပြီးတင်ပြပါတယ်အဲ့တော့ YouTube channel ကို subscribe မလုပ်ထားတဲ့ရင် subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားထောင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြတာပေါ့